အားလုံးပဲမင်္ဂလာပါခင်ဗျာရေးစတူဒီယိုကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘဝကိုပြောင်းလဲဖို့အကြီးကြီးလှုပ်เสียမလိုပါဘူးနေ့တိုင်းသေးသေးလေးပြောင်းလဲမှုတစ်ခုကပဲအနာဂတ်ကိုပြောင်းလဲပေးနိုင်ပါတယ်ဒီစာအုပ်ရဲ့နာမည်က Atomic Habits ဒီစာအုပ်ရဲ့အဓိကအကြောင်းအရာကတင်းငယ်ရဲ့အလေးကျင့်တွေကကြီးမားတဲ့ရလဒ်တွေကိုဖန်တီးပေးတယ်ဆိုတာပါဂျင်းဂျင်းအေကလက်ခဲဆာဆိုတာကိုဘဝကိုတဖြည်းဖြည်းပုံဖော်နေရဲ့အရာလို့ပြောထားပါတယ် James Clear +1 ဥပမာတစ်ခုနဲ့စဉ်းစားကြည့်ပါနေ့တိုင်းစာ30မိနစ်ဖတ်တာကဒီနေ့တည်းမှာဘာမှမပြောင်းလဲသလိုခံစားရနိုင်ပါတယ်ဒါပေမဲ့တစ်လကြာလာရင်စာအုပ်တအုပ်ပြီးသွားနိုင်တယ်တစ်နှစ်ကြာလာရင်လူတစ်ယောက်ရဲ့အတွေးခေါ်တောင်ပြောင်းသွားနိုင်တယ်ဒီစာအုပ်မှာအရန်နာမည်ကြီးတဲ့အယူဆတစ်ခုရှိပါတယ်နေ့တိုင်းတရက်ပိုကောင်းလာဖို့နေ့တိုင်းနည်းနည်းလေးတိုးတက်လာရင်အချိန်ကြာလာတဲ့အခါအရန်ကြီးမားတဲ့ရလက်ရလာတယ် James Clear +1 အရေးကြီးတာကကြီးကြီးမားမားကိုဆဲဆာမဟုတ်ပဲခွေးစွန်တိဆောက်ဖို့ပါဥပမာငါအင်းသွားမယ်လို့ဆုံးဖြတ်တာဖြစ်တယ်ဒါပေမဲ့မနေ့6နာရီထက်တည်းအိယာဘေးမှာအားကစားဝတ်စုံဖုံးကိုအဝေးထားဒီလို mail ever တခုတိဆောက်တာကခွေးစွန်ဖြစ်တယ်James Clear +1 စာအုပ်ကပြောချင်တာက You do not rise to the level of your goals. You fall to the level of your systems. ရည်မှန်းချက်ကလမ်းညွှန်ပေးတယ်ဒါပေမဲ့ခွဲစိတ်ကရလက်ဖန်တီးပေးတယ်နောက်တစ်ချက်အရေးကြီးတာကအခက်အခဲကိုကို effort နဲ့ချိတ်ဖို့ပါဥပမာငါစာဖတ်ချင်တယ်မဟုတ်ပဲငါကစာဖတ်တတ်တဲ့သူလို့ကိုယုံကြည်စေဖို့ပါ James Clear +1 နေ့တိုင်းစာတစ်မျက်နှာဖတ်တိုင်းအဲ့ဒီ effort ကို overview ပေးနေတာနဲ့တူပါတယ်နေ့တိုင်းလေ့ကျင့်ခန်း9မိနစ်လောက်တိုင်းငါကကျမရေးကယူဆိုင်တဲ့သူဆိုတဲ့ကိုပုံရိပ်ကိုတိဆောက်နေရပါဒီစာအုပ်ကလက်ခဲလက်စွာတိဆောက်ဖို့စီမင်းလေးချက်လည်းပြောထားပါတယ် Make it obvious. မြင်သာအောင်လုပ်ပါ Make it attractive. စိတ်ဝင်စားဖို့လုပ်ပါ Make it easy. လွယ်ကူအောင်လုပ်ပါ Make it satisfying. ကျေနပ်စရာဖြစ်အောင်လုပ်ပါ James Clear +1 ဥပမာစာဖတ်လက်ထဲလုပ်ချင်ရင်အိယာဘေးမှာစာအုပ်ထားဒါကထက်ဝဲချောင်းဖတ်ပြီးရင်ကိုရဲခဲစာတေးသေးပေးဒါစိတ်တယ်ပထမနေ့ကတနာရီဖတ်เสียမလို့ဘူး2မိနစ်ကနေစပါဒါကစေဒီလိုသေးသေးလေးကနေစတာကကြာလာရင်အကြီးကြီးပြောင်းလဲသွားစေပါတယ်ဘဝမှာအောင်မြင်တဲ့သူတွေဟာတခါတည်းအမခန်းပြောင်းလဲသွားတာမဟုတ်ပါဘူးသူတို့ရဲ့နေ့စဉ်လက်ခဲစာတွေကပဲသူတို့ကိုအဲ့ဒီအဆင့်ထိရောက်စေခဲ့တာပါဒါကြောင့်ဒီနေ့ကစားပြီးနေ့တိုင်းတရက်ပိုကောင်းလာဖို့လက်ခဲသေးသေးလေးတစ်ခုဆက်လိုက်ပါဘာဖြစ်လို့လဲဆိုတော့ Tiny changes create remarkable results. ဒါအပြင်ဒီစာအုပ်ကမကောင်းတဲ့လက်ခဲစာတွေကိုဖျက်ဖို့လဲအရေးကြီးတဲ့နေလန်းတွေကိုပြောထားပါတယ်ဂျင်းအီကမကောင်းတဲ့လက်ခဲတစ်ခုကိုဖျက်ချင်ရင်အဲ့ဒီလက်ခဲစာကိုခက်ခဲအောင်လုပ်ပါလို့ဆိုထားပါတယ်ဥပမာဖုံးကိုအချိန်ရမ်းသုံးနေရဆိုရင်ဖိုးအခက်အေလက်စာတွေကိုပိတ်ထားပါခက်ပဲဆက်အေလာတွေကိုရဲခဲရီကနေဖျက်ထားပါရွေးခဲတဲ့ရှာရအောင်ဂျင်းအီခေစာတစ်ခုထည့်ထားပါဒီလိုလုပ်လိုက်ရင်အလေးကျင့်မကောင်းတာကိုဖြည်းဖြည်းချင်းလျော့သွားစေပါတယ်အရေးကြီးတာကမကောင်းတဲ့လက်ထဲစာကိုရပ်ဖို့ကိုအပြစ်တင်နေတာမဟုတ်ပဲ evo atimel ကိုပြောင်းလဲဖို့ပါကိုနေတဲ့ပတ်ဝန်းကျင်ကကိုအလေးကျင့်ကိုအများကြီးတက်ရောက်မှုရှိပါတယ်ဥပမာစာဖတ် LKS လုပ်ချင်ရင်စာအုပ်ကိုအိယာဘေးမှာထားပါအင်းတွားလေးခဲဆိုလုပ်ချင်ရင်အားကစားဝတ်စုံကိုမနက်ထမဲ့နေရာမှာအစင်တင်ထားပါဒီလို tail crescent လေးတွေကပဲနေ့စဉ်ခဲဆွာကိုတိဆောက်ပေးပါတယ်ဒီစာအုပ်ကနောက်ထပ်အရေးကြီးတဲ့ပကင်ရေကတစ်ခုကလက်ဆက်ကြရဲကိုအလုံးမြန်မမျော်လင့်ဖို့ပါလူအများစုကရလက်ကိုချက်ချင်းမမြင်ရင်လက်လျှော့တက်ကြပါတယ်ဒါပေမဲ့လက်ခဲဆာရဲ့အကျိုးသက်ရောက်မှုကအစပိုင်းမှာမမြင်ရသလိုဖြစ်တတ်ပါတယ်အချိန်ကြာလာတဲ့အခါမှာရလက်ကတဖြည်းဖြည်းပေါ်လာတာပါဥပမာရေခဲတုံးတုံးကိုအပူချိန်တဖြည်းဖြည်းတိုးပေးရင်အစပိုင်းမှာဘာမှမပြောင်းလဲသလိုထင်ရတယ်ဒါပေမဲ့ဖြေတော့ software လိုရောက်တဲ့အချိန်မှာချက်ချင်းအည်ပျော်သွားတယ်ဘဝရဲ့လက်ခဲလက်စွာတွေလည်းဒီလိုပဲဖြစ်ပါတယ်ရလက်မမြင်ရသေးတာကြောင့်မလုပ်တော့ဘူးဆိုရင်အောင်မြင်မှုကိုလက်လွတ်သွားနိုင်ပါတယ်
ဒါကြောင့်နေ့တိုင်းသေးသေးလေးရဲ့ဖြစ်ဖြစ်ဆက်လုပ်နေဖို့အရေးကြီးပါတယ်။ Jim Gain ကပြောထားတာကအောင်မြင်မှုဆိုတာတနေ့တည်းမှာဖြစ်လာတာမဟုတ်ပါဘူး။နေ့စဉ်လုပ်နေတဲ့အလေးကျင့်လေးတွေကပဲအနာဂတ်ကိုတိဆောက်ပေးတာပါ။ဒီနေ့သင်လုပ်တဲ့အရာကမနက်ဖြန်သင်ဖြစ်လာမဲ့လူကိုဆုံးဖြတ်ပေးနေပါတယ်။ဒါကြောင့်သေးငယ်တဲ့အပြောင်းလဲကိုဘယ်တော့မှမလျော့မတွက်ပါနဲ့။နေ့တိုင်းတရက်ပိုကောင်းလာဖို့အခက်သေးသေးလေးတစ်ခုကိုဆက်လိုက်ပါ။ဒီနေ့စတင်လိုက်တဲ့အလေးကျင့်ကတစ်နှစ်ကြာလာတဲ့အခါသင်ဘဝကိုအပြောင်းလဲကြီးတစ်ခုဖြစ်စေနိုင်ပါတယ်။ဒါဟာ Snack Access စာအုပ်ရဲ့အဓိက level ဖြစ်ပါတယ်။